First Special Forces Operational Detachment Data Task Force Green နဲ့ The Unit ဒါတွေကတော့ American ရဲ့အထူးစစ်စင်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Delta Force ကိုခေါ်ဝေါ်ကြတဲ့အမည်အချို့ပဲဖြစ်ပါတယ်။သူတို့ဟာအရှုပ်ထွေးဆုံးအန္တရာယ်အများဆုံးနဲ့အရှုပ်ဝက်ဆုံး mission တွေအတွက်ပဲတည်တံ့တာဝန်ပေးခံရတဲ့လက်ရေးစင်တပ်ဖွဲ့တွေပါ။ Delta Force ရဲ့စစ်စင်ရေးအသေးစိတ်အချက်လက်တွေဟာအလွန်ကိုလျှို့ဝှက်လွန်လှပါတယ်။တပ်ဖွဲ့ဝင်ဦးရေဘယ်လောက်ရှိတယ်၊လက်ရှိတန်ဖိုးကဘယ်သူလဲဆိုတာကအစုံဖုံးကွယ်ထားတာကြောင့်ပင်တဂွန်စစ်ဌာနချုပ်ကိုယ်တိုင်ကတောင်သူတို့ရှိကြောင်းကိုတရားဝင်ဝန်ခံဖို့ညှင်းဆိုထားပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဒီလိုလျှို့ဝှက်စမ်းချေတဲ့ Delta Force ရဲ့ file တွေကိုဖွင့်ကြည့်ပြီးသူတို့ရဲ့အစားပြုပုံစစ်စင်ရေးတွေနဲ့သူတို့ကိုဘာကြောင့် America ရဲ့အတော်ဆုံးအကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့လို့ခေါ်ကြတာလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်3ခုစာအတွင်းအရှေ့လယ်ပိုင်းပြည်ပခါတွေမှာပါဝင်ခဲ့မှုကြောင့်ဒီစူပါစစ်တီတော်တွေအကြောင်းလူသိများလာပေမဲ့သူတို့ကဘယ်သူတွေလဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်ကြသေးပါဘူး။ Delta Force စစ်တီတွေဟာအတော်ဆုံးတွေကအတော်ဆုံးတွေဖြစ်ပြီးအကောင်းဆုံးလက်နက်ခဲယမ်းတွေကိုပဲအသုံးပြုပါတယ်။တကယ်လို့ Delta Force ကတင့်ကိုအသေးတက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့တင့်ရဲ့နောက်ဆုံးကိစ္စတွေကိုသာပြင်ဆင်ထားလိုက်ပါတော့။ဘာလို့လဲဆိုတော့ဒီလူသားအမေးလိုက်ခွေးတွေဟာသူတို့ပြစ်မှတ်ကိုဘယ်တော့မှလွတ်အောင်မထားလို့ပါပဲ။ဒါဆိုရင်ကမ္ဘာမှာအင်အားအကြီးဆုံးနဲ့ရန်ပုံငွေအများဆုံးစစ်တပ်ရှိပါရဲ့နဲ့ American စစ်တပ်ကဘာကြောင့်ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့အထူးတပ်ဖွဲ့မျိုးကိုလိုအပ်နေရတာလဲ။ဒီဖြေကိုသိဖို့ဆိုရင်တော့ကျွန်တော်တို့1980ပြည့်လို့နှစ်တွေကိုခဏလောက်ပြန်သွားကြည့်ရမှာဖြစ်ပါတယ်။အပြောင်းလဲတွေများတဲ့အဲ့ဒီဆယ်စုနှစ်မှာWatergate လို့ခေါ်တဲ့နိုင်ငံရေးအရှုပ်တော်ပုံကြီးကြောင့်သမ္မတ Richard Nixon ဟာယာရုကနေနှုတ်ထွက်ခဲ့ရပါတယ်။အဲ့ဒီကာလဟာ American အစိုးရအပေါ်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းနေချိန်လည်းဖြစ်တယ်လို့တစ်ဖက်မှာလည်းအကြမ်းဖက်မှုတွေတစ်ကမ္ဘာလုံးမှာစတင်အားကောင်းလာတဲ့အချိန်လည်းဖြစ်ပါတယ်။ Radio line တွေထက်မှာ Queen and Rolling Stone လို့ TYN ကြီးတွေကကြီးစိုးထားခဲ့တယ်လို့ Rock and Roll ပြင်းကြီး Elvis Presley ဟာလည်းသူ့ရဲ့ Greenland နေအိမ်မှာအသက်42နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ပါတယ်။ဒါ့အပြင်1980ပြည့်လွန်နှစ်တွေဟာကိတ္တိအကြမ်းဖက်မှုစတင်တဲ့ကာလလည်းဖြစ်ပါတယ်။အပြစ်မဲ့ပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေဟာဒီကမ္ဘာလုံးမှာ9845ကြိမ်အထိမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီတဲကအကြိမ်1480ဟာအမေရိကန်ပြည်ပေါ်မှာဖြစ်ပွားခဲ့ပြီးအပြစ်မဲ့ပြည်သူ184ဦးသေဆုံးခဲ့ရပါတယ်။အကြမ်းဖက်သမားတွေရဲ့နှီးပြူဟာတွေကလည်းဘုံခွဲတာပြန်ပေးဆွဲတာလေရင်ပြန်ပေးဆွဲတာကနေလောက်ကျန်တပ်ဖြတ်မှုနဲ့တစားခံဖမ်းဆီးမှုတွေအထိကျေပြန့်လာခဲ့ပါတယ်။1980အလယ်ပိုင်းမှာတော့အမေရိကန်မှာဘုံခွဲမှုပေါင်းတစ်နှစ်ကိုပြန်မြအကြိမ်90ကနေ60အထိရှိလာခဲ့ပြီးဒီကမ္ဘာလုံးအတိုင်းအတာနဲ့လေရင်ပြန်ပေးဆွဲမှုတွေဟာတစ်လတစ်ကြိမ်လောက်ဖြစ်ပွားနေခဲ့ပါတယ်။ဒါတွေက Delta Force နဲ့ဘာဆိုင်လို့လဲလို့သင်မေးစရာရှိပါတယ်။အဖြေကတော့အကုန်ဆိုင်ပါတယ်1980ခုနှစ်မှာအမေရိကန်ဆိုရဟာဒီလိုအကြမ်းဖက်မှုတွေကိုဓာတ်ရိုက်တုံ့ပြန်ဖို့အတွက် Delta Force ကိုဖွဲ့စည်းခဲ့ပါတယ်ဒီတပ်ဖွဲ့ကိုစတင်တည်ထောင်သူကတော့ Green Beret အရာရှိဟောင်းနဲ့ Vietnam စစ်ပြန်ချားပတ်ဝစ်ပဲဖြစ်ပါတယ်သူဟာဗြိတိန်ရဲ့နာမည်ကျော် SAS တပ်ဖွဲ့မှာလဲလှယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပါအမေရိကကိုပြန်ရောက်တဲ့အခါမှာတော့ Bawit ဟာအသေးစိတ်အစီရင်ခံစာတစ်ခုတင်ပြခဲ့ပါတယ်အဲ့ဒါကတော့ American စစ်တပ်မှာ SAS လိုမျိုးအထူးတပ်ဖွဲ့တစ်ခုမရှိရင်အန္တရာယ်ရှိနိုင်ကြောင်းနဲ့တင်ပေးရုံတင်မကပဲတကယ်လုံးနိုင်တဲ့သူတွေလိုအပ်ကြောင်းအစိုးရနဲ့စစ်ဘက်ခေါင်းဆောင်တွေကိုတိုက်တွန်းခဲ့တာပါအစပိုင်းမှာတော့ဒီအကြံဉာဏ်ကိုညှင်းပယ်ခဲ့ကြပြီးမြဲ1980နောက်ပိုင်းအကြမ်းဖက်မှုအန္တရာယ်ကြီးတွေကြီးထွားလာတဲ့အခါမှာတော့ပင်တဂွန်က Bawit ကိုအထူးတပ်ဖွဲ့ဖွဲ့စည်းဖို့တာဝန်ပေးလိုက်ပါတော့တယ်။ Bawit ဟာ SAS ကိုနမူနာယူပြီးကျွမ်းကျင်မှုပေါင်းစုံရှိတဲ့ဘယ်လိုအခြေအနေမျိုးမှမဆိုလက်ရောညီထွေးဖြစ်တဲ့စစ်တီငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့ကိုပုံဖော်ခဲ့ပါတယ်။သူက Delta Force ကို American ရဲ့ Avengers တပ်ဖွဲ့လိုဖြစ်စေချင်ခဲ့တာပါ။ Bawit ဟာ1980ပြည့်လွန်နှစ်တွေရဲ့ Nick Fury တယောက်လိုပါပဲ။သူ့မှာကိုပိုင် military Avenger ကိုစုစည်းဖို့အတွက်အရင်းမြစ်တွေနဲ့လုပ်ပိုင်ခွင့်အာဏာတွေရှိလာခဲ့ပါတယ်။ Nick Fury ဟာသူ့ရဲ့ကောင်းတယောက်ချင်းစီမှာမတူညီတဲ့စွမ်းရည်တူးတွေရှိတယ်လို့မျိုး Delta Force တပ်ဖွဲ့ဝင်တဦးချင်းစီမှာလည်းတာမန်စစ်သားတွေထက်တာလုံးနဲ့အထူးကျွမ်းကျင်မှုတွေရှိစေချင်ခဲ့တာပါ။ဒါကြောင့်လေသူဟာစစ်တနဝန်ထမ်းထောင်ပေါင်းများစွာတွေကမှစိတ်ဓာတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းတမ်းဆုံးစစ်တီတွေကိုပဲအသေးချာစစ်စစ်ရွေးချယ်ခဲ့ပါတယ်။1989ခုနှစ်မှာတော့ဒီဖွဲ့ကြီးဟာစစ်စင်ရေးအတွက်အသင်းဖြစ်ခဲ့ပြီးကမ္ဘာအန္တရာယ်အရှိဆုံးရန်သူတွေကိုရင်ဆိုင်ဖို့အမေရိကန်ရဲ့အဖို့တန်ဆုံးလျှို့ဝှက်လက်နက်ဖြစ်လာခဲ့ပါတော့တယ်။သူတို့ရဲ့ပထမဆုံးစစ်စင်ရေးကတော့ Operation Eagle Claw လို့အမည်ရတဲ့အီရန်နိုင်ငံတီဟီရန်မြို့ရှိအမေရိကန်တပ်ရုံးကတစားကန်တွေကိုကယ်တင်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ရဟတ်ယာဉ်တွေစက်ချိုးရင်းမှုကြောင့်မစ်ရှင်ကိုဖျက်သိမ်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အမေရိကန်စစ်တပ်ဟာ Delta Force ရဲ့ဝင်တုံးဝင်ဖို့ကိုရှော့ချဖို့အတွက်အခြားအထူးတပ်ဖွဲ့တွေကိုလည်းခွဲခြားဖွဲ့စည်းခဲ့ပါတယ်။ဥပမာဝေဟင်ပံ့ပိုးမှုအတွက် Night Stalker နဲ့ရေတပ်အတွက် CTIM 6တို့ပဲဖြစ်ပါတယ်။ဒီတပ်ဖွဲ့အားလုံးကိုတော့ JSOC Joint Special Operations Command ကကွပ်ကဲပါတယ်။ Delta Force ရဲ့ mission အများစုဟာလျှို့ဝှက်ချက်တွေဖြစ်ပြီးတပ်ဖွဲ့ဝင်ဟောင်းတွေအနေနဲ့ဒီအကြောင်းတွေကိုထုတ်ပြောရင်ထောင်ဒဏ်ကြားခံရနိုင်ပါတယ်။ဒါပေမဲ့လူသိရှင်ကြားဖြစ်ခဲ့တဲ့စစ်စင်ရေးအချို့ရှိပါတယ်။1992ခုနှစ်ပင်လယ်ကွေ့စစ်ပွဲမှာဆဒမ်ဟူစိန်ရဲ့တပ်တွေကိုတိုက်ခိုက်ရမှာပါဝင်ခဲ့ပါတယ်။အဲ့ဒီတုန်းက Delta Force Sniper တပ်ဖွဲ့တွေဟာအစ္စရေးကိုပစ်ခတ်ဖို့ပြင်ထားတဲ့စကတ်တုံးကြီး26စင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးဘောလုံးကွင်း30စာအကွာဝေးကနေဒုံးကြီးလောင်စာကန်တွေကိုတိကျစွာပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ပိုပြီးမကြသေးမီကဆိုရင်2019ခုနှစ်မှာအိုက်ဆက်ခေါင်းဆောင်အဘူဘကာအဲပကာဒီကိုနှိမ်နင်းတဲ့စစ်စင်ရေးမှာ Delta Force ကအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။သူတို့ဟာဘကာဒီပုံအောင်နေတဲ့နေရာကိုစီးနင်းခဲ့ပြီးနောက်ဆုံးမှာတော့ဘကာဒီဟာလွတ်လန်းမရှိတော့တဲ့အဆုံးကိုပဲဘုံခွဲအသေးခံသွားခဲ့ပါတယ်။ Delta Force နဲ့ CTIM စစ်ကြားမှာတော့အမြဲတမ်းပြိုင်ဆိုင်မှုတွေရှိနေတတ်ပါတယ်။ဥပမာ2011ခုနှစ်ကအိုစမာဘင်လာဒင်ကိုဖမ်းဆီးတဲ့ mission ကို CTIM စစ်ကိုပေးလိုက်တဲ့အပေါ် Delta Force ကမကျေနပ်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ Delta Force ရဲ့ဂုဏ်သိက္ခာကိုအမြင့်ဆုံးရောက်စေခဲ့တဲ့ဖြစ်ရပ်ကတော့2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တမိုင်းဝင်စစ်စင်ရေးပဲဖြစ်ပါတယ်။
နှစ်ပေါင်းများစွာကြောင့်အမေရိကန်ရဲ့ဖန်ဖရန်ကိုရှောင်တိန်နေခဲ့တဲ့ဗင်နီဇွဲလားအာဏာရှင်နီကိုလတ်မာဒူရိုကို Delta Force ကအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီစစ်စင်ရေးဟာ2011ခုနှစ်ကစီတင်စစ်ရဲ့အိုစမာဘင်လာဒင်စစ်စင်ရေးထက်ကိုပိုပြီးရှုပ်ထွေးပြီးအန္တရာယ်များတယ်လို့စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့မာဒူရိုဟာနိုင်ငံတစ်ခုရဲ့သမ္မတဖြစ်ပြီးသူ့ကိုကာကွယ်ထားတဲ့စစ်တပ်နဲ့လုံခြုံရေးအင်အားစုတွေကြားတွေကနေ Delta Force ကအရောက်သွားပြီးဖမ်းဆီးနိုင်ခဲ့တာကြောင့်ပါ။ဒီအောင်မြင်မှုဟာစီတင်စစ်နဲ့ဂျားကပြိုင်ဆိုင်မှုမှာ Delta Force ကိုအသာစီးရစေခဲ့ုံနဲ့မကပဲကမ္ဘာပေါ်မှာသူတို့မဖမ်းနိုင်တဲ့ပြစ်မှတ်ဆိုတာမရှိဘူးဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။အတူချုပ်ပြောရရင်တော့ Delta Force ဟာအမေရိကန်ရဲ့ခင်မီဆုံးလက်နက်ကိရိယာတွေဖြစ်တဲ့ညကြည့်မှန်ပြောင်းအပူပန်းမှန်ပြောင်းနဲ့ HK416 rifle တွေကိုအသုံးပြုပြီးအရေးထဲကနေကာကွယ်ပေးနေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ Delta Force ကြောင့်ကျွန်တော်တို့သိထားတာတွေကရေခဲတောင်ရဲ့ထိပ်ဖျားလောက်ပဲရှိပါသေးတယ်။သူတို့ဟာဘယ်သူတွေလဲအခုဘယ်နေရာမှာဘာတွေလုပ်နေလဲဆိုတာကိုတော့ပင်တဂွန်စစ်ဌာနချုပ်နဲ့သူတို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်။တေချာတာတစ်ခုကတော့တကယ်လို့တင်သာသူတို့ကိုအပြင်မှာအနီးကပ်မြင်တွေ့လိုက်ရပြီဆိုရင်တင်ဟာကဲတချင်းခံရမယ့်တစားကန်တူဖြစ်နေရင်ဖြစ်ဒါမှမဟုတ်ကမ္ဘာအန်ရဲ့အရှိဆုံးရာဇဝေးကောင်တူဖြစ်နေရင်ဖြစ်ပါလိမ့်မယ်။ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။နောက်ထပ်ဘယ်လိုအထူးတက်ဖွဲ့တွေအကြောင်းသိချင်သေးလဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေဗျာ။